အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါဗျာနော်ကျွန်တော်ရဲ့ကိုမာရီစိတ်ချမ်းသာခြင်းကိုကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေနော်စိတ်တော်ရင်ကိုပါလို့လူရဆန္ဒရေးပြကြပါစေလို့ကျွန်တော်ရဲ့ကိုမာရီကိုကျွန်တော်စုမှုကောင်းလေးတောင်းပေးပါတယ်နော်အားလုံးပဲနော်မင်္ဂလာရှိသောညချမ်းလေးပါနော်ကျွန်တော်ရဲ့ကိုမာရီကိုကျွန်တော်ကနော်ဒီနေ့ကျွန်တော်တို့16ရက်နေ့လ2025ကျွန်တော်တို့တနင်္လာအဖွင့်နေညနေစီအတွက်ကိုကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်လာပြီးတော့ခဏန်းလေးတက်တင်ပြီးရဗျာเนาะခဏန်းလေးတက်တင်ပြီးရတယ်ကျွန်တော်တို့ဖုန်းလိုင်းကမကောင်းတော့ဗျာဖုန်းလိုင်းကမကောင်းတော့ကျွန်တော်တို့3နာရီကြော်သွားတော့ခဏန်းကမတက်ဘူးဗျာเนาะခဏန်းကမတက်ဘူးကျွန်တော်ဗီဒီယိုကเนาะဗီဒီယိုဖိုင်ကမတက်သွားဘူးเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမာကြီးကိုเนาะဟိုဖြစ်မှာကြောက်လို့เนาะအချိန်တာနောက်ကျသွားတော့ဗျာเนาะအသိပြီးတော့အဆင်မပြေလို့ကျွန်တော်လည်းတင်ထားတဲ့ဗီဒီယိုဖိုင်ကိုမပြေဘဲနဲ့ကျွန်တော်ပြန်ဖြတ်ပလိုက်တာနော်ပြန်ဖြတ်လိုက်တာဒါကတော့ကျွန်တော်ရဲ့ကိုမာကြီးနော်သိချင်မှသိမယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်ဒီနေ့ညနေမှာကျွန်တော်တို့491ချင်းနဲ့နော်491ချင်းနဲ့ကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်ရွေးကွက်ကလေးထုတ်ပေးတယ်နော်ရွေးကွက်ကလေးထုတ်ပေးတယ်ပြီးတော့လည်းကျွန်တော်ရဲ့ကိုမာကြီးတို့ကိုကျွန်တော်ဒီညနေမှာအခွေထုတ်ပေးတယ်ဗျာနော်491ချင်းကိုကျွန်တော်တို့4938အခွေကျွန်တော်ရဲ့ကိုမာကြီးကိုကျွန်တော်ထုတ်ပေးတယ်နော်ကျွန်တော်တို့ဒီညနေမှာ99ထွက်သွားတယ်ဗျာနော်ကျွန်တော်ရဲ့ရွေးကွက်နဲ့ရွေးပတ်သီးကတော့မှန်တယ်နော်ကျွန်တော်တို့အခွေနဲ့ရွေးပတ်သီးကတော့မှန်တယ်ကျွန်တော်ရွေးထုတ်ပြီးတဲ့ယူကွက်ကလေးကတော့အဆင်မပြေဘူးเนาะဒါကတော့ကျွန်တော်ရဲ့ကိုမကြီးကျွန်တော်ပုံမှန်လင်းလင်းပြောပြတာเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမကြီးမှာเนาะဒူရီဝါသနာပါတဲ့ကိုမကြီးကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်သွားပြီးเนาะကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်သွားပြီးเนาะ share လက်မလေးတွေကျွန်တော်ရဲ့ video လေးကို share လက်မလေးတယောက်တစ်ချက်စီနှိပ်သွားပြီးเนาะအများမြင်အများတွေ့အများပေါက်အောင်လို့ share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်မျှဝေလို့ရတဲ့နေရာလေးမှာများများလေးမျှဝေပေးပါမယ်ဗျာเนาะကိုတူတယောက်တည်းတွေ့တူတယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒကိုမထားပဲအများမြင်အများတွေ့အများပေါက်အောင်လို့ share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်ဗျာเนาะကျွန်တော်တို့เนาะဒီနေ့မှာဆိုရင်တော့ကျွန်တော်ရဲ့ကိုမကြီးเนาะလုံးဝအဆင်မပြေဘူးဗျာเนาะကျွန်တော်ဖုန်းလိုင်းတွေကတိတ်မကောင်းတော့ဗျာဗီဒီယိုကကျွန်တော်တင်ပေးတဲ့အချိန်ကတော့စောတယ်ဗျာเนาะတင်ပေးတဲ့အချိန်ကတော့စောတယ်ဖုန်းလိုင်းမကောင်းမဲ့နဲ့ဗီဒီယိုကတော်တော်နဲ့မတက်တာနဲ့ကျွန်တော်လည်းစိတ်ညစ်ပြီးတော့เนาะအချိန်တောင်းနောက်ကျနေတော့စိတ်ညစ်ပြီးကျွန်တော်လည်းဖြတ်ပလိုက်တာเนาะ3နာရီကျော်တော့ဗီဒီယိုဖိုင်ကမတက်ဘူးဆိုတော့ဗျာเนาะကျွန်တော်ရဲ့ကိုမကြီးတွေเนาะကျွန်တော်တကြဗီဒီယိုဖိုင်တက်တဲ့အချိန်နဲ့ကနန်းထွက်ပြီးသွားတဲ့အချိန်နဲ့ကြတော့တကြကနန်းထွက်ပြီးမှတင်တယ်လို့ဖြစ်မှကြောက်လို့ကျွန်တော်လည်းဖြတ်ချပလိုက်တာဗီဒီယိုဖိုင်ကိုဖြတ်ချပလိုက်တာเนาะကျွန်တော်တို့မနှက်ပြန်အတွက်ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ရှာလို့ရတဲ့ကနန်းလေးနဲ့ဝန်ချင်းလေးတွေယူကွက်ကလေးတွေလာပြီးတော့မျှဝေပေးတာเนาะကျွန်တော်နဲ့အကြိုက်တူတဲ့ကိုမကြီးလိုက်ဆော့မယ်เนาะအကြိုက်တူတဲ့ကိုမကြီးလိုက်ဆော့မယ်အကြိုက်မတူတဲ့ကိုမကြီးကတော့မဆော့ပါနဲ့အားလုံးကိုရသိခြင်းပေါက်စီခြင်းနဲ့စေတနာနဲ့လာပြီးမျှဝေပေးတာเนาะကဲကျွန်တော်အကူမကြီးဒူရီဝါသနာပါတဲ့အကူမကြီးကကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးเนาะဘာလို့လဲဆိုတော့ကျွန်တော်တင်နေမြတ်ဗီဒီယိုတွေကျွန်တော်ရဲ့အကူမကြီးအမြဲတွေ့မြင်အောင်လို့เนาะကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကို share လက်မလေးတယောက်ချက်နှိပ်ထားပေးအများကြီးအများတွေ့အများပေါအောင်လို့လဲ share လို့ရတဲ့နေရာလေးမှာများများလေး share ပေးပါမယ်မျှဝေလို့ရတဲ့နေရာလေးမှာလည်းများများလေးမျှဝေပေးပါမယ်ဗျာเนาะကျွန်တော်တို့ဒီနေ့မှာဆိုရင်ကျွန်တော်ရဲ့ကိုမကြီးเนาะကျွန်တော်တို့ 3D ကဏ္ဍကလည်းဗျာเนาะ 3D ကဏ္ဍကလည်းကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်တက်တင်ပေးတယ်ဗျာเนาะတက်တင်ပေးတယ် 3D ကဏ္ဍလည်းတက်တင်ပေးတယ်ဒါပေမဲ့ 3D ကဏ္ဍကိုကျွန်တော်တို့ 2D ကဏ္ဍကိုကမရောက်ဘူးဖြစ်သွားတယ်เนาะမရောက်ဘူးဖြစ်သွားတယ်ကျွန်တော် 3D ကဏ္ဍဆိုရင်ကျွန်တော်ဒီဘက်မှာထုတ်ပေးထားတာကเนาะကဏ္ဍ3ခွက်တယ်ကဏ္ဍက3ခွက်တယ်ဗျာเนาะကဏ္ဍက3ခွက်တယ်ကျွန်တော်တို့ခွန်3နှစ်နဲ့ခွန်35ရယ်เนาะခွန်3ခွန်ရယ်3ခွက်ထုတ်ပေးထားတာเนาะလွဲတော့လွဲတယ်ဗျာเนาะဒါပေမဲ့ကျွန်တော်တို့ခွန်35เนาะခွန်35ဆိုတာကျွန်တော်နှလုံးတူတယ်ဗျာเนาะထွက်သွားတာက963เนาะ963ကျွန်တော်ထုတ်ပေးထားတာကခွန်35ကျွန်တော်တို့ခွန်နဲ့6နဲ့တစ်လုံးပဲလွဲသွားတယ်ဗျာเนาะတစ်လုံးပဲလွဲသွားတယ်ကျွန်တော်ဒီလက်မက်ပတ်မှာတော့ကျွန်တော်ရဲ့ကိုယ်မိုင်ကိုကျွန်တော်အချိန်မီလေးစောစောလေးတင်ပေးမယ်เนาะစောစောလေးတင်ပေးမယ်အားလုံးကိုရသိခြင်းပေါက်သိခြင်းနဲ့ဗျာကျွန်တော်လည်းအကောင်းဆုံးကြိုးစားပေးမယ်เนาะအကောင်းဆုံးကြိုးစားပေးမယ်ဒါကြောင့်မလို့ကိုကလည်း 2D 3D ကိုဝါသနာပါတယ်เนาะစော့ခြင်းနဲ့เนาะဗာလေးစော့မယ်မသိတဲ့ကိုမိုင်အတွက်เนาะကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပြီးကျွန်တော်အကောင်းဆုံးเนาะကြိုးစားပြီးရှာလို့ရတဲ့ကဏ္ဍကောင်းလေးတွေကိုကျွန်တော်ရဲ့ကိုမိုင်ကိုကျွန်တော်လာပြီးတော့တင်ပေးမယ်เนาะကျွန်တော်ရတဲ့နေ့ကျရင်ကျွန်တော်ရဲ့ကိုမိုင်ကိုကျွန်တော်တင်ပေးမယ်ကဲအားလုံးပဲเนาะပြီးသားကိစ္စကြီးရောကျွန်တော်ထားရတော့ဗျာကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်မနက်ဖြန်အတွက်เนาะမနက်ဖြန်ကျွန်တော်တို့18ရက်2လ2026ကျွန်တော်တို့အင်္ဂါနေ့เนาะမနက်သေးအတွက်ကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ရှာပြီးရ1ချင်းမိနဲ့ယူကွက်ကလေးလာတင်ပေးတာเนาะကျွန်တော်တို့မနက်ဖြန်မှာเนาะမနက်ဖြန်18ရက်နေ့အတွက်เนาะကျွန်တော်တို့1ချင်းကเนาะကျွန်တော်တို့2D 1ချင်းကတော့ကျွန်တော်တို့ခွန်3ည1ချင်း
နော်ခွန်3ညာဝန်းကျင်ကျွန်တော်ရဲ့ကိုမိုင်မှာလုံးမိုင်ဝန်းကျင်ကြီးရှိနော်ကိုရှာလို့ရတဲ့လုံးမိုင်ဝန်းကျင်ကြီးနဲ့ကပ်ပြီးဆော့ပါနော်အလုံးကိုရသိချင်းပေါက်သိချင်းနဲ့နော်ကျွန်တော်ရဲ့ဝန်းကျင်ကတော့မနေ့ဖြစ်မှာလုံးဝ100ရာခိုင်နှုန်းကျနိုင်ကြီးများတယ်နော်ကျွန်တော်မနေ့တိုင်းလည်းဒီဝန်းကျင်ကကျနေကြကျွန်တော်တို့ဝန်းကျင်ကတော့ခွန်3ညာဝန်းကျင်ခွန်လုံးမိုင်3ညာလုံးမိုင်ခွန်ပတ်တိ3ညာပတ်တိနော်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ရင်ဗာလေးတွေတင်ဆော့အောင်လဲဆိုတဲ့ကိုမိုင်ပဲနော်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ရင်မနေ့ဖြစ်ရင်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ရင်နော်ခွန်3ရယ်ခွန်8ရယ်နော်ခွန်3ခွန်883 88 92เนาะဒါကတော့ခွန်နဲ့ပတ်သက်ရင်တင်ကွက်เนาะခွန်3ခွန်8ခွန်2เนาะကျွန်တော်တို့3ညနဲ့ပတ်သက်ရင်ဗာလေးတင်ဆော့ရမယ်ဆိုတော့ကျွန်တော်တို့3ညနဲ့ပတ်သက်ရင်3ည3 3ည8 3ည2เนาะဒါကတော့3ညနဲ့ပတ်သက်ရင်3ညနဲ့တင်ကွက်3ကွက်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ရင်ခွန်နဲ့တင်ကွက်3ကွက်เนาะဒါကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးယူကွက်ကလေးတွေခွန်နဲ့ပတ်သက်ရင်ခွန်3ခွန်8ခွန်2 3ညနဲ့ပတ်သက်ရင်3ည3 3ည8 3ည2เนาะကျွန်တော်တို့တကွက်ကောင်းဆော့ခြင်းနဲ့ကိုမကြီးကျွန်တော်တို့မနေ့ပြန်18ရက်နလား2026ကျွန်တော်တို့အင်္ဂါနေ့အတွက်ကိုเนาะကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းကတော့85တစ်ခွက်ကောင်းเนาะအားလုံးပဲအကြိုက်တူတဲ့အကူမကြီးလိုက်ဆော့ကြည့်ပါကျွန်တော်တို့မနေ့ပြန်မှာလုံးဝအဆင်ပြေမယ်လို့လည်းယုံကြည်တယ်เนาะဝန်းချင်းချင်းတဲ့အကူမကြီးကိုရှာလို့ရတာလေလုံးဝဝန်းချင်းကီးနဲ့ကပ်ပြီးဆော့ပါเนาะကျွန်တော်တို့မနေ့ပြန်မှာခွန်သုံးညဝန်းချင်းဒီလုံးဝ100ရာခိုင်နှုန်းဆင်းနိုင်နေများတယ်ဒါကြောင့်မလို့လေကျွန်တော်ရဲ့အကူမကြီးကိုကျွန်တော်လာပြီးတော့မျှဝေပေးတာเนาะကဲအားလုံးပဲမနေ့ပြန်မှာတစ်ခွက်ကောင်းနဲ့ငွေထုတ်နိုင်ကြပါသည်ကျွန်တော်ရဲ့အကူမကြီးเนาะစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါသည်သိသွားတိုင်းကိုပါလို့လူရသနာကြီးလည်းပြည့်ကြပါစေလို့ကျွန်တော်ရဲ့ကိုမတွေကိုကျွန်တော်ဒီနေရာလေးကနေစုမုံကောင်းလေးတောင်းမိပါတယ်ဗျเนาะအားလုံးပဲဘိုက်မယ်ပါဗျเนาะမနေ့ပြန်နေကင်းကြရင်ကျွန်တော်ရဲ့ကိုမတွေကိုကျွန်တော်နေ့တိုင်းเนาะကျွန်တော်တို့ညနေသည့်အတွက်เนาะမနေ့ပြန်ကျွန်တော်တို့အင်္ဂါနေ့ညနေသည့်အတွက်เนาะခဏန်းကောင်းလေးနဲ့ကျွန်တော်ရဲ့ကိုမကြီးရှိကိုကျွန်တော်ပြန်လာခဲ့မယ်เนาะအောင်ပွဲနဲ့အတူပြန်လာခဲ့မယ်ဗျเนาะဒီမနေ့လေးမှာတော့ကျွန်တော်တို့လုံးဝ100ခိုင်နှုန်းကြားနိုင်ကြီးများတယ်ဗျเนาะကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ရှာထားတဲ့ခဏန်းကိုယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ကိုမကြီးလည်းယုံကြည်လိုက်စော့เนาะဒူရီဆိုတာကတော့အမှားမှန်တော့ရှိတယ်ဗျာเนาะအမှားမှန်တော့ရှိတယ်ဒါလေးတော့ကျွန်တော်ရဲ့ကိုမကြီးသူထီထားတဲ့နဲ့เนาะအမှားမှန်တော့ရှိတယ်ဒါကြောင့်မလို့အမှားမှန်လက်ခံနိုင်ရင်တော့ like စော့ပါเนาะအားလုံးပဲမနေ့ပြန်မှာကန်ကောင်းတဲ့ညင်ရပါသေးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမြဲကြည့်ရှုအားပေးနေတယ်ကျွန်တော်ရဲ့ကိုမကြီးဒူတယောက်ချင်းဒီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေသိသွားတိုင်းကိုပါလို့လူရဆန္ဒကြီးလည်းပြည့်ကြပါသေးဗျာเนาะအခက်ခဲအမြကြီးလည်းကြော်လွှမ်းနိုင်ကြပါသေးကျွန်တော်ရဲ့ကိုမကြီးကိုကျွန်တော်ဒီနေရာလေးကနေစုမုံကောင်းလေးတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနားမှနေရနာခွင့်ပြုပါဗျာเนาะအားလုံးပဲမနေ့ပြန်မှာဒီကွက်ကောင်းတဲ့ငွေထုတ်နိုင်ကြပါသေးเนาะကျွန်တော်ရဲ့ဝါသနာပါတဲ့ကိုမကြီးကတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကို share လက်မလေးတယောက်ချက်ပြီးနှိပ်ထားပြီးဗျာเนาะအားလုံးပဲ bye bye